ကိုအထင်မသေးပါဘူးအလုပ်တစ်ခုကိုငါမလုပ်နိုင်ပါဘူးလို့ဘယ်တော့မှမတွေးလိုက်ဘူးကိုယ်ဆုံးခွာသွားတဲ့သူတယောက်ကိုငါမမေ့နိုင်ပါဘူးလို့တွေးလိုက်ပါသူများအလုပ်လုပ်ကိုင်နေရတော့လေငါလုပ်ငန်းရှင်တယောက်ဖြစ်မလာနိုင်ဘူးလို့မတွေးနဲ့ကို့မှာတီးတိုးမှမရှိလို့လေငါတယောက်တည်းမနေနိုင်ပါဘူးလို့မတွေးပါကိုတန်ဖိုးထားတဲ့သူတွေကိုဆုံးရှုံးလို့လေငါဘဝအတိတ်ပဲမဲ့သွားပြီလို့မတွေးလိုက်နဲ့ကျုံတဲ့ချင်းတွေကျုံနေရလို့ကိုအသုံးမကျတဲ့သူကလာလို့လေမတွေးနဲ့ကညမစိုးတွေမှွေနှောက်နေတိုင်းငါဘဝကလည်းဘယ်တော့မှကံမကောင်းနိုင်ဘူးလို့မတွေးနဲ့ယောဂဝေဒနာတွေခံစားနေရလို့ငါဘဝဇသိမ်းငန်းရောက်ပြီလို့လည်းမတွေးပါနဲ့အဲ့ဒီလိုတွေးလိုက်ပြီဆိုတာနဲ့တင့်ဘဝတဝက်တည်သွားတာသိကြကိုဆုံးကျူးလို့အကောင်သေးသေးလေးတွေတော့မှသူတို့မှရှိနေတဲ့ကိုယ်ပိုင်အလင်းရောင်နဲ့လောကကြီးကိုအလင်းရောင်ပေးစွမ်းကြတယ်အစင်မပြေမှုတွေနှလုံးသားရဲ့ခံစားမှုဖြည့်စည်းနှိမ့်ဆက်ခံရတိုင်းလည်းဘဝကိုရေစုံမျောနေမိရင်တော့လောကကြီးကမင်းကိုကောင်းကျိုးပေးလာမှာမဟုတ်ဘူးတကယ်ချင်းကိုအထင်သေးတဲ့တနေ့မင်းဟာတန်ဖိုးမဲ့တဲ့လူတယောက်ဖြစ်မှန်းမသိဖြစ်လာတယ်လူလောကကိုလက်ကမ်းကျိုးစုခဲ့တဲ့မိဘမျက်နှာအုံမဲတုတ်တယ်ငါမလုပ်နိုင်ဘူးမတွေးနိုင်ဘူးလို့တွေးတဲ့တနေ့မင်းတည်သွားတဲ့နေ့ဖြစ်တဲ့ခံစားချက်တွေများလုံးလို့လည်းမခံမရက်နိုင်ဖြစ်နေရင်တရက်တော့